ဟုတ်ကဲ့ကျွန်တော်ရဲ့ channel လေးကိုအားပေးနားဆင်နေကြတဲ့အားလုံးသောရှေ့ရတဲ့ပရိသတ်ကြီးများအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်သအပ်ပါတယ်ဒီကနေ့မှာကျွန်တော်တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ဗမောဆရာတော်ဖျားကြီးရေးသားခဲ့တဲ့ဖို့သူတော်ကြီးဗတိစိတ်တလို့ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တနေ့တနေ့ယရနာပုံမြို့တီနန်းတီရေမြင့်ရှင်မင်းတို့မင်းတရားကြီးသည်နေပြည်တော်အတွင်းရှိဘွဲတစိတ်တော်ရဆရာတော်ကြီးများကိုနန်းတော်တွင်ပင်ဖိတ်ကဆန်းလုတ်ကျွေးလေသည်ထိုပင်ဖိတ်သောဆရာတော်ကြီးများ၌ဗန်းမောဆရာတော်ဖျားကြီးလည်းပါဝင်လေသည်စွမ်းစားပြီးလေသောဆရာတော်ကြီးများသည်တပါးနှင့်တပါးအလာဘတလာပစကားများကိုပြောဆိုနေကြလေသည်ဤတွင်ဗမောဆရာတော်ဖျားကြီးကတကားတော့မင်းတို့မင်းကြီးအားစိတ်စိတ်ကြည့်လျက်စကားဆိုလိုက်လေသည်တကားတော့မင်းကြီးတကားတော့ဟာ၅ပါးသီလကိုခဝေပစုလို့မြဲပါရဲ့လားတိုင်းသူပြည်သားတွေရဲ့အပေါ်မှာရောမင်းကျင့်တရား10ပါးနဲ့အညီအုပ်ချုပ်ပါရဲ့လားတင်ပဖေဟာတပည့်တော်ဟာ၅ပါးသီလကိုခဝေပစုနဲ့မြဲပါတယ်ဖေဟာလာပြေလာကွယ်ရှေ့ရတဲ့ဥပုံနေတွေမှာဆိုရင်၈ပါးသီလကိုခံယူဆောက်တည်ပါတယ်ဖေဟာတိုင်းသူပြည်သားတွေအပေါ်မှာလဲကြောသားရင်သားမခွဲကြပဲမင်းကျင့်တရား10ပါးနဲ့အညီအုပ်ချုပ်ပါတယ်ဖေဟာတာဓုဗျာတာဓုတခုတော့ရှိလေရဲ့တကားတော့ဘုံကြီးကြားဘူးတဲ့ဖိုးသူတော်ပရိစိတ်တလူမျိုးနဲ့တော့ဥပုံမဆောက်နဲ့နော်ဘလို့ဖိုးသူတော်ပရိစိတ်လေဖေဟာတပည့်တော်နဲ့တကွတရားနာပရိသတ်တွေရှင်းလင်းသွားရလေအောင်ဟောကြားပေးတော်မူပါဖေဟာဗမောဆရာတော်ထံမှပုံတူပတ်စံများကြားရနာရတော်မူဖြစ်သည့်အတွက်မင်းတို့မင်းကြီးနဲ့တကွာတရားနာမှုမှပရိသတ်အပေါင်းမှာလှုပ်လှုပ်ရော့ရော့ဖြစ်သွားလေသည်သူတို့အနေဖြင့်ကြားလိုနာလိုလှသည့်မှတ်သားပွဲပြုံးရွှင်ကြည်နူးပွဲတို့အားကြားနာရလိမ့်မည်မဟုတ်ပါကလားဒီလိုပါတကားတော့ဟိုးတခါတုန်းကရွာတရွာရဲ့ရွာဦးเจ้าမှာဖိုးသူတော်တစ်ပါးရှိပါတယ်ဗမောဆရာတော်ထံမှထို့သောစကားရှိလိုက်လေသည်အဆိုပါဖိုးသူတော်သည်ဗတိအလွန်စိတ်သောပုဂ္ဂိုလ်ဖြစ်၏တဲ့ရရွာထလေးအယလာပြေလာကွယ်ရှစ်ရက်ဥပုသ်တည်ကြပါကရွာသူရွာသားအပေါင်းတို့သည်ရွာဦးကျောင်းသို့သွားကြပြီးရွာရဲ့ကျောင်းဆရာတော်ထံ၌တီလာယူကြလေတဲ့တီလာယူပြီးပါကကျောင်းပရိဝဏ်အတွင်းတရားထိုင်သူထိုင်ကြဗတိစိတ်သူစိတ်ကြတယ်တဲ့ဘိုးသူတော်ကမူညောင်မင်းရဲ့ကောင်းကောင်းအောက်သို့သွားပြီးဖုန်ခင်း၍ထိုင်ကမျက်လွှာကိုရှာပြီးဗတိစိတ်လေတယ်ဘိုးသူတော်၏ဗတိကအရှားသူတို့၏ဗတိများနှင့်မတူ108လုံးဗတိလည်းမဟုတ်45လုံး29လုံးရုပ်စွာအစုံ6လုံးဗတိလည်းမဟုတ်သူ၏ဗတိက3လုံးတည်းသာရှိသောဗတိဖြစ်လေသည်တဲ့ဗတိလုံးရဲ့အရေးအတွက်ကလည်းနည်းပါသလိုစိတ်ပုံစိတ်နည်းကလည်းမြန်ဆန်လွန်းလာတယ်တဲ့ဒါကြောင့်ဖိုးသူတော်ကြီးဗတိစိတ်နေပြီဆိုရင်အမြင်ဆန်းသည်မို့အားလုံးကတအံ့တောကြည့်ရှုကြကုန်တယ်ထိုပရိသတ်ထဲမှာရွာဦးကျောင်းတကားသည်ဖိုးသူတော်ကြီး၏ဗတိစိတ်နည်းအားလွန်စွာမှစိတ်ဝင်စားသူဖြစ်တယ်ဒါကြောင့်လဲတရားနာဘဥပဒကတူအားဖွင့်ဟတိုင်ပင်လေတဲ့ကျုပ်တို့ရဲ့ဘိုးသူတော်ကြီးဟာတေးကိုအံ့ဩဖို့ကောင်းတဲ့ပုဂ္ဂိုလ်ဗျသူဟာဆရာတော်ကြီးအနီးမှာထိုင်ပြီးဝီကြီးဝင်းငွယ်ပြုစုတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အပြင်စာကလည်းဘာတတ်တယ်လဲမမင်းနဲ့သူ့ဗတိစိတ်အလုံးကြီးလှုပ်ထားတာဘက်ကလောက်ဆန်းတယ်လဲဘယ်သူပတိတွေနဲ့မှကိုမတူပတိစိတ်ပုံကိုလည်းကြည့်ပါအောင်ဘ
ကလောက်ထူးခြားတယ်လဲဧကန်ဒမဟုတ်မှလွဲရောတရားထုရထားပုံရတယ်ဒီတော့ဖိုးသူတော်ကြီးရဲ့ဗတိစိတ်နီးကိုရအောင်တောင်းရရင်ကောင်းမလားလို့ဗျာဟာသိကောင်းတာပေါ့ကျောင်းတကာရဲ့ကျုပ်လဲဖိုးသူတော်ကြီးရဲ့ဗတိစိတ်ပုံကိုသတိပြုမိနေတာကြာပြီတော်တော်လေးကိုထူးရဗျာအဲ့ဒီဗတိစိတ်နီးတာရရင်တော့ကျုပ်တို့လည်းထူးခြားမှုရရှိလာမှသိကြတယ်ဟုတ်ပြီကဲလာဗျာခမည်းနဲ့ကျုပ်ခုပဲဘိုးသူတော်ကြီးစီသွားပြီးပတိစိတ်နေကိုတောင်းမယ်နေအောင်ကျောင်းတကာကြီးရဲ့တိတ်အလင်းမလို့နဲ့အောင်ဗျဘိုးသူတော်ကြီးကပတိစိတ်နေတော့အနောက်ရှက်ပေးသလိုဖြစ်ရင်ကျုပ်တို့ငရဲကြည့်လိုက်မယ်သူပတိစိတ်ဖြုတ်တော့မှပဲအဲ့ဒီစိတ်နေကိုတောင်းကြတာပေါ့ဟုတ်ပလားထို့တော့ပြောဆိုကြပြီးနောက်စိတ်ရှည်လက်ရှည်နဲ့ပဲဘိုးသူတော်ကြီးပတိစိတ်အပြေးကိုစောင့်ဆိုင်နေမိကြလေသည်အတန်းကြလေသောဘိုးသူတော်ကြီးမှာပတိစိတ်၍ပြီးသွားလေသည်ဤတွင်ကျောင်းတကာကြီးနှင့်တကွပရိသတ်အရှုပ်လဲဘိုးသူတော်ကြီးထံစုဝေးရောက်ရှိသွားကြလေသည်ထို့နောက်ဘိုးသူတော်ကြီးထံမှပတိစိတ်နည်းများကိုတောင်းခံလေသည်ထိုအခါဘိုးသူတော်ကြီးကခမည်းတော်ကျုပ်စီကပတိစိတ်နည်းကိုဘာကြောင့်လိုချင်ရတာလဲဘာကြောင့်လိုချင်ရတယ်လဲဆိုတော့ဥသူတော်ရဲ့ပတိဟာသုံးလုံးနဲ့ဆိုတော့အင်မတန်ထူးခြားတယ်လေစိတ်တော်လဲဘာမြန်တယ်လဲမမေးနဲ့ဒါကြောင့်တပည့်တော်တို့ကိုဥသူတော်ကြီးရဲ့ပတိစိတ်နည်းပေးဖို့တောင်းခံနေကြတာပေါ့ကျုပ်ရဲ့ပတိစိတ်နည်းဟုတ်လားဟုတ်ပါတယ်ဥသူတော်ဩခမည်းတော်တော်တော်ခက်တဲ့လူတွေပါလားဆရာတော်ပြတော့ကတော့တေးသေးရှာရှာမှတ်မထားခဲ့ကြပဲကိုဟုတ်ပါတယ်ဥသူတော်ရဲ့တပည့်တော်တို့လိုသွားကြတာပါအပြစ်တင်ရင်လဲခံဖို့အသင့်ပါပဲဘာပဲဖြစ်ဖြစ်ပေါ့ဥသူတော်ရဲ့ဥသူတော်နဲ့တပည့်တော်တို့ဆိုတာသစိမ့်တရံဆန်တွေမှမဟုတ်ကြပဲဟာဆရာရင်တခါရင်တွေပဲမဟုတ်လားဒီအချက်ကိုစာနာထောက်ထားပြီးဥသူတော်ရဲ့ပရိစိတ်နီးကလေးကိုရှင်းမြစ်ပေးပါအောင်ဥသူတော်ရဲ့အားလုံးကဝိုင်းဝန်းတောင်းပန်ကြသည့်အတွက်ဘိုးသူတော်ကြီးကလည်းဘာမှကန္နကောစလုံးမနေတော့ပဲ၎င်းရဲ့ပရိစိတ်နီးကိုပြောပြရတော့သည်အင်းလေခမည်းတော်အားလုံးဒီလောက်တောင်လိုချင်ကြတယ်ဆိုတော့လေတနာငဲ့ညာပြီးပေးရတော့မှာပေါ့လေဝမ်းသာလိုက်တော့ဥသူတော်ရဲ့ဝမ်းသာလိုက်တော့ကျုပ်ရဲ့ပတိစိတ်နီးကတော့၎င်းနီးပဲဗျဟာပရိသတ်အားလုံးအံ့ဩသွားကြသည်မအောင်ဩပဲနေပါမည်တဲ့လားဒီလိုပရိစိတ်နီးမျိုးကိုတခါမျှကြားဘူးကြသည်မှမဟုတ်ပဲကလားဥသူတော်ပြောတဲ့ပရိစိတ်၎င်းနီးဆိုတာကိုသဘောမပေါက်ဘူးဖြစ်နေတယ်တေးသေးရှာရှင်းပြပေးပါဦးတေးသေးရှာမှတ်ထားကြနောက်တစ်ခါဆိုမရှင်းပြတော့ဘူးကျုပ်တေးသေးရှာပြောပြမယ်ပတိကိုစစိတ်ရင်ပထမတစ်လုံးကိုအနိစ္စလို့ရွတ်ပြီးရှဒုတိယအလုံးကိုဒုက္ခလို့ရွတ်ပြီးရှနောက်ဆုံးတတိယအလုံးကိုအနတ္တလို့ရွတ်ပြီးရှအဲ့ဒါလက္ခဏာရေး၃ပါးပါရဲ့ဟုတ်ပြီအဲ့ဒီ၃လုံးဆိုတော့ပြန်စရမယ်ပြန်စတဲ့အခါအနိစ္စဒုက္ခအနတ္တရဲ့လို့သုံးလုံးအရှိကိုဆိုမနေတော့ဘူးမြတ်အောင်၎င်းနီးရဲ့လို့ယူပြီးစိတ်တာပဲဗျာကဲမှတ်ပလားဘိုးသူတော်ကြီးဤပဋိစိတ်မျက်မှောင်ကိုထောအခါကြမှပဲကျောင်းတကာကြီးနဲ့တကွပြိတ္တအပေါင်းသိကြလေတော့သည်ပုံမြင်ကလေးကတော့ဒါပါပဲတကာတော့လဲ၅ပါးသီလ၈ပါးသီလမြဲတယ်ပြောပြီးဖိုးသူတော်ကြီးပရိစိတ်တယ်လို့၎င်းနီး
၎င်းနည်းဖြစ်နေမှာစိုးလို့တတိပေးတာပါပဲစိတ်ရှမဖြစ်စေရပါဘူးဖေဟာဗမောဆရာတော်ဟာမင်းကြီးလည်းဂတိပေးထားသည့်နောက်မင်းကြီးနဲ့တော့ကပရိသတ်အပေါင်းမှာတအုံအုံရေမောကြလေတော့တတိတဲ့ဟုတ်အားလုံးသောပရိသတ်ကြီးများလဲ၎င်းနည်းမဖြစ်စေဖို့တတိထားပြီးတော့ကြိုးစားကြပါလို့ပြောဆိုရင်ဒီပုံမြင်လေးကိုဒီမှာပဲအဆုံးသတ်ရှင်ပါတယ်ဟုတ်ကဲ့ပါအားလုံးသောပရိသတ်များလဲကျမ်းပါချမ်းသာဘေးပရာဝေးကွာကင်းရှင်းကြပါသည်ဗျာ